Getafe versus Barcelona စပိန်လာလီဂါပွဲစဉ်သုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျာနောက်နေ့ဒီမိနစ်မှာကြိုဆိုပါရခင်ဗျာကျွန်တော်နိုင်ဒီပါအဲ့တော့ဒီနေ့ညမှာကတော့ကျွန်တော်တို့ဒါစပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ Getafe နဲ့ Barcelona ပွဲစဉ်လေးကိုညီကိုအတွက်သုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ channel လာလီဂါပွဲစဉ်တော်တော်များများကိုတော့ကျွန်တော်ရဲ့ channel မှာပဲကျွန်တော်တင်ပေးထားပါတယ်အဲ့တော့ကျွန်တော် channel လေးကို join ပြီးတော့ညီကိုအနေနဲ့ဒါပွဲစဉ်လေးတွေကိုဒါကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စပြီးတော့သုံးသက်လိုက်အောင်ပါ Barcelona အနေနဲ့ကကြတော့ပြီးခဲ့တဲ့ပွဲစဉ်မှာလမိုင်းရမယ်ကကျွန်တော်တို့ဒါဒဏ်ရာပြဿနာတော်တော်လေးကြီးကြီးမားမားကြုံတွေ့လိုက်ရပြီးတော့ဒီယာဒီကိုတော့သူ့အနေနဲ့ဒဏ်ရာပြဿနာကြောင့်လွဲဖို့ရှိတယ်အဲ့တော့လက်ကျန်ပွဲစဉ်တွေအကုန်လုံးတော့မပါဝင်နိုင်ဘူးဒါပေမဲ့ဘာစီလိုနာမှာလမိုင်းရမယ်မပါလို့ဆိုပြီးတော့ချန်ပီယံဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး PR အဲ့လောက်ထိရှိမနေတော့ဘူးကျွန်တော်တို့မနေ့ကတော့ကReal Madrid အနေနဲ့တေရလက်တစ်ခုရရှိသွားတဲ့ပုံစံကဘာစီလိုနာကိုချန်ပီယံဖြစ်ဖို့ပို့ပြီးတော့အားကောင်းသွားစေတယ်တေချာသွားစေတယ်လို့ပြောလို့ရတယ်အဲ့တော့လမင်းရမဲပါခြင်းမပါခြင်းကတော့ဘာစီလိုနာအတွက်အဲ့လောက်ထိအရေးပါမနေတော့ဘူးပေါ့နော်ဆိုတော့ကောင်းမွန်တဲ့ချက်ကတော့ Frankie De Jong နဲ့ Pedri နဲ့ကွင်းလင်မှာပြန်ပြီးတော့ပွဲထွက်လာနိုင်ပြီးတော့အခြားသောရွေးချယ်တရားဖြစ်တဲ့ Fermin Lopez တို့ဒါ Rashford တို့ပြီးရင်ကျွန်တော်တို့ Bale တို့ Koundé တို့အကုန်လုံးတော်တော်များစုံစုံလင်လင်နဲ့တော့ပါလာပြီအဲ့တော့တိုက်စိတ်အင်အားလည်းအနေငယ်တော့ဒါပြန်ပြီးတော့ကောင်းလာနိုင်တယ်ပေါ့နော်လမိုင်းရမယ်တယောက်မပါတာကလွင်ရင်ကျန်တဲ့နေရာတွေကတော့နည်းနည်းလေးလူစုံတက်ဆုံပြန်ပြီးတော့ရှိနေပြီလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ကဒီနေ့ပွဲစဉ်မှာပြောချင်တာက Getafe ဗျ Getafe ကဥရောပဝင်ခွင့်မျှော်လင့်ချက်ကတော့သူ့အနေနဲ့6မှတ်กว่าရယ်ဆိုတဲ့အနေထား Real Madrid နဲ့6မှတ်กว่าအနေထားမှာရှိပြီလေတပွဲရော့ကန်ထားတာဖြစ်တဲ့အတွက်မျှော်လင့်ချက်ကတော့ရှိနေတော့မယ်အဲ့တော့ Getafe နဲ့ Europa League ဝင်ခွင့်ရရှိဖို့ဆိုလို့ရှိရင်ဘာစီလိုနာမှမဟုတ်ဘူးဘယ်အသင်းကိုမဆိုသူတို့အနေနဲ့ကောင်းကောင်းလိုက်ပြီးတော့ဒုက္ခပေးပြီးရမှရသလောက်စုဆောင်းနိုင်ဖို့လိုတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့ဒီ mindset တွေမှာက okay ဟိုဘက်ကတော့ဒီလမိုင်းရမယ်လို့မျိုးအဓိကကစားသမားမပါဝင်နိုင်ဘူးဆိုတော့ငါတို့အိမ်ကွင်းအားသာချက်လေးရှိတယ်အဲ့တော့ငါတို့ရမှတ်တော့ရအောင်စုဆောင်းနိုင်မယ်ဆိုတဲ့စိတ်မျိုးနဲ့Getafe တို့တုံးတိုက်ကြားကြိုက်ကန်လာဖို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဆိုစီတက်တဲ့ပွဲစဉ်မှာလည်းအတော်လေးဇာတာကဘလောက်ကောင်းနေတယ်လဲဆိုလို့ရှိရင်ရှုံးတာကတလုံးမှတော့မရှိဘဲနဲ့တကူရခဲ့တယ်အဲ့တကူနဲ့ပဲ Getafe တို့နိုင်ပွဲတစ်ပွဲရရှိသွားတယ်အဲ့တော့ဒီနေ့မှာလည်းအိမ်ကွင်းမှာဥပဝင်ကွင်းမျှော်လင့်ချက်ရှိနေတဲ့ Getafe တို့ဘာစီလိုနာကိုအနေဆုံးတကူလောက်တော့ရမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတယ်ပေါ့နော်အဲ့တော့ဘာစီလိုနာဘက်ကကိုဂိုးပြန်မရနိုင်ဘူးလားဘာစီလိုနာမှာကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလမိုင်းမဲမပါဝင်နိုင်တာကလွယ်ရင်ကျန်တဲ့နေရာတွေလူစုံတက်ဆုပ်ပါဝင်လာနိုင်တာဖြစ်တဲ့ individual ရော team work ကိုကောင်းတဲ့ဘာစီလိုနာတို့ကဂိုးမရလာနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ဒီပွဲစဉ်ကဟိုကျွန်တော်တို့တိုက်စစ်ကစားသမားအဓိကကစားသမားမပါဝင်နိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီမဲ့လေကြည်ကောင်းပြီးတော့မြိုင်ဆိုင်မဲ့လာလီဂါပွဲစဉ်တစ်ပွဲအနေနဲ့ပြည်သက်တွေကိုဖျော်ပြနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အဲ့တော့ Getafe နဲ့ဘာစီလိုနာပွဲစဉ်ကိုတော့ကျွန်တော်ဂိုးများမယ်ကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့သုံးသပ်မိတယ်အဲ့တော့ဘာစီလိုနာနဲ့Getafeနဲ့ဘာစီလိုနာပွဲစဉ်ကိုကျွန်တော်ဂိုးများလေးပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့မှာကျွန်တော်ရဲ့ဗီဒီယိုတွေအကုန်လုံးကိုကြိုက်တယ်ဆိုလို့ရှိရင် like and follow လေးတွေနဲ့လုပ်ခဲ့ပြီးတော့ကျွန်တော်ဒီနေ့ကနေပြီးတော့မြတ်တာရက်ခံလိုက်ပါတယ်ကောင်းမွန်သောညရီညောင်ပါဆန်နေကြပါသည်ခင်ဗျာကျွန်တော်တို့ Super Sunday မှာလည်းပြန်ပြီးတော့တွေ့ပါအောင်မယ်နော်